3 နည်းမှန်မှန်ရင်လေတစ်ပတ်လုံးမချင်းဘူးနော်ပြောပြီးသားရနာပြောပြီးသားနော်ရှင်တို့လေရနာက3 နည်းမှန်မှန်3ပါလို့ပြောတာ3 နည်းမှန်မှန်တော့ဘယ်တော့မှချင်းမှာမဟုတ်ဘူးသိလားဘာဖြစ်လဲဆိုရင်ရနာကပြောထားတယ်ဒီဟာကြီးကိုလုံးဝအပေါက်တော့ဒီလိုမျိုးဒီအတန်လိုက်ကြီးဒီလိုထိုးပြီးတော့မထည့်ပြီးတော့လုံးဝမသုံးပါနဲ့လို့ရနာပြောထားတယ်နော်ပြီးအဆက်ကလေး2ဆက်ကိုဒီမှာအသားလေးယူမယ်လက်ကလေးပေါ်ယူပြီးတော့ကိုယ့်ရဲ့ဒီမိမကိုနှခမ်းသားအပေါ်နှခမ်းသားလေးကိုဒီလိုစဝိုင်းပုံလေးလိမ့်ပေးုံနဲ့သူကစီရန်တိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်မှုအားကောင်းပါတယ်တပတ်အတွင်းမိမကိုတိတိတတ်တာပြန်လဲချင်းစီပါတယ်ရှင်เนาะခလေး2ယောက်3ယောက်မွေးထားတဲ့လူတွေဆိုရင်တော့ဒီတပူးကုံအောင်တုပ်ပေးပါเนาะဒါမှမဟုတ်အပြိုလေးတွေ living together နေထားပြီးတော့ကျဲနေမှာကြောက်တယ်ဟဲ့ဆိုရင်တော့ဒါလေးကိုတပတ်2ပတ်ဆိုတိတိတတ်တာပြန်ပြီးတော့အပြိုပါကင်းလေးအတိုင်းပြဖြစ်ပါတယ်ရှင်เนาะသူမေးထားတာကတတွဲဘယ်လောက်လဲတဲ့ဒီအတွဲလေးတတွဲကို4000ခွဲပဲကြပါတယ်ရှင်မြန်မာငွေ4000ခွဲကို1လကျော်2လနီးပါအသုံးခံပါတယ်ရှင်နော်မြန်မာငွေ4500ပါရှင်မှာယူချင်တယ်ဆိုရင်တော့ရနာရဲ့တက်တော်ချက်ပေါက်ဓမ္မမူရင်ဘိုက်ပါမှာလာပြီးတော့မှာယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်